အခုကျွန်တော်ကကြောက်ကက်နဲ့ပတ်သက်ပြီးဗီဒီယိုတွေတင်တာများတော့တချို့တွေကကြောက်ကက်နဲ့ပတ်သက်ပြီးဖြစ်မှာကြောက်ကြတယ်ပေါ့ဘယ်လိုမျိုးကာကွယ်သင့်လဲဆိုတော့မေးခွန်းလေးတွေလည်းရောက်လာကြတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဖြေပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အာဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြောက်ကက်ပြတ်တဲ့အဆင့်ထိကြောက်ကက်အားနည်းတဲ့အဆင့်ထိမဖြစ်ရအောင်မလုပ်သင့်လဲဆိုတော့နံပါတ်1ကကိုယ်မှာသွေးတိုးရှိနေတယ်ဆိုရင်သွေးပေါင်ချိန်ကိုနေ့တိုင်းတိုင်းပါငါကောင်းနေတာပဲနေလို့ကောင်းနေတာပဲဆိုပြီးတော့သွေးပေါင်ချိန်မတိုင်းမနဲ့ဆေးမတောက်တာတွေမလုပ်မိပါစေနဲ့ဒါအရင်ရေးကြည့်ပါတယ်စီးချိုရှိနေတယ်ဆိုရင်စီးချိုကိုထိမ့်ပါအစာရှောင်ပါအစာကိုထိမ့်ပါနောက်ကကျတော့ငံနဲ့အစားအစာတွေတက်နိုင်တယ်လျှော့ပါမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်ငပိတွေငချောက်တွေပစုံကြောက်တွေကိုတက်နိုင်တယ်များလျှော့ကြပါဖြစ်နိုင်တော့မစားတာတော့အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့မရှောင်နိုင်သေးဘူးဆိုရင်တော့လျှော့ကြပါလို့ကျွန်တော်တို့အကြံပေးချင်ပါတယ်နောက်ကကျတော့ကိုယ်လေးချိန်ထိမ့်ပါကိုယ့်ရဲ့ကိုယ်လေးချိန်ကိုရှိတဲ့ BMI ထဲမှာပဲထိမ့်ပြီးတော့ထားပါပြီးရင်တစ်နေ့ကိုရေ2လီတာလောက်ရအောင်တောက်ပြီးတော့စီးပေချာသွားဖို့စီးမအောင်တာဖို့တတိထားပြီးတော့စီးသွားကြပါလို့အကြံပေးချင်ပါတယ်ရေများများတောက်စီးများများပေါက်ဆိုတဲ့ပုံစံတိုင်းပေါ့နော်ဒါဒီလေကျွန်တော်တို့ကြောက်ကက်ကိုအာဟာရဖြစ်စေတယ်အလေးချိန်ကောင်းတွေဖြစ်စေတဲ့နေရာမှာပါပါတယ်လေ့ကျင့်ခန်းပုံမှန်လေးလုပ်ပေးပါဒီလိုလုပ်ခြင်းအပြင်သွေးတိုးရှိနေတဲ့လူကိုလည်းထိန်းမိသားဖြစ်တယ်စီးချိုသမားကိုလည်းထိန်းမိသားဖြစ်တယ်လို့ကိုယ်လေးချိန်များနေသူကိုလည်းကိုယ်လေးချိန်ထိန်းမိသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကြောက်ကက်သူ့ကနေနောက်ဆက်တွဲဖြစ်လာမယ့်ကြောက်ကက်ပြတ်တာတွေကိုလည်းတနင်္လာနေ့ကျွန်တော်တို့ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ